ဒန်လန်သိက္ခထတန်တိယာဥဋ္ဌာဏသုတ်တံမှာမြတ်စွာဘုရားတိုက်တွန်းခဲ့တဲ့စကားလေးတစ်ခွန်းရှိတယ်ဒန်လန်သိက္ခထတန်တိယာကိုယ့်ရဲ့စိတ်နှလုံးငြိမ်းအေးဖို့အတွက်ဒန်လန်ဆွဲဆွဲမြဲမြဲသိက္ခထကျင့်သုံးရမယ်တဲ့လေ့ကျင့်ပေးရမယ်နော်ဒီစကားလေးကိုဘုံဘုံကအလွန်သဘောကျတယ်ကိုယ်စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်လူတိုင်းဟာကျင့်ရမယ်ကျင့်တဲ့နေရဆိုတဲ့နေရာမှာတော့မှဆွဲဆွဲမြဲမြဲကျင့်ရမယ်နော်စိတ်ကလေးငြိမ်းအေးဖို့အတွက်အလေးအကျင့်လုပ်ပေးရမယ်ကောင်းတဲ့အလေးအကျင့်နော်စိတ်ကိုငြိမ်းအေးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းကိုရှာမယ်နီးမှလမ်းမှတွေ့ပြီဆိုလို့ရှိရင်လည်းပဲအဲ့ဒါလေးကိုကျွမ်းကျင်အောင်ကိုယ်စိတ်ကလေးကိုငြိမ်းအေးအောင်ထားတတ်ဖို့ငြိမ်းအေးဖို့အတွက်ဘုံဘုံတို့ဟာဆွဲဆွဲမြဲမြဲလေ့ကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုတိုက်တွန်းခဲ့တာဟုတ်တယ်စိတ်နှလုံးချမ်းသာဖို့ငြိမ်းအေးဖို့ဆိုတာလည်းပဲနီလန်းမရှာဘဲနဲ့မှန်ကန်တဲ့နီလန်းနဲ့မကျင့်သုံးလို့မရဘူးတူရတယ်လေ့ကျင့်မှဆွဲဆွဲမြဲမြဲလုပ်မှရနိုင်တဲ့အကျိုးရလဒ်တစ်ခုပေါ့နော်အဲ့တော့ဒီနေရာမှာကိုယ့်ရဲ့စိတ်နှလုံးငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလို့နီလန်းလေးတွေလည်းအနှစ်ချုပ်ကလေးဖုံဖုံပြောပါမယ်ဟုတ်လားစိတ်နှလုံးငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဒီစိတ်နှလုံးကိုမငြိမ်းအောင်မအေးအောင်လုပ်နေတဲ့အရာတွေကိုဖယ်လိုက်ဖို့ပဲဒါလေးကိုဖုံဖုံကသဘောပေါက်စေချင်တာဟုတ်လားဖုံဖုံတို့ရဲ့စိတ်နှလုံးကဘာကြောင့်မငြိမ်းအေးတာတော့ဒါကိုသိရမယ်စိတ်ကဘာကြောင့်မငြိမ်းအေးတာတုံးလို့မေးရင်တိတာထင်ရှားတဲ့အကြောင်းတရားတစ်ခုကတော့စိတ်တိုင်းမကြမှုဒေါသတရားကြောင့်စိတ်ကမငြိမ်းအေးတာပဲဟုတ်လားကိုယ်စိတ်ကိုအပူလောင်ဆုံးရှုမြိုက်နိုင်တာဟာဒေါသဘာတော့စိတ်တိုင်းမကြဘူးအလိုမကြဘူးနောက်ကြီးထွားလာရင်မကျေနပ်ဘူးနော်နောက်ဆုံးသူများဘဝမိမိဘဝကိုဗာဖျက်ဆီးပြစ်ဖို့အထိကြိုးစားတဲ့အနေအထားထိရောက်အောင်ဒေါသပြင်းထန်လာရင်စိတ်နှလုံးကပြင်းထန်တဲ့အဒီချိန်မှာပူလောင်လိမ့်မယ်ပူပန်လိမ့်မယ်ပေါ့ဒါနဲ့အဲ့ဒီဒေါသဆိုတဲ့စိတ်ကိုပူလောင်ပင်ပန်းစေတဲ့နော်အကြောင်းတရားဘာလို့ခြေခံဖြစ်တုံးဆိုရေဘူးရာအဖြစ်နော်လူချင်းမှုရခြင်းမှုဖြစ်ခြင်းမှုဒီလောဘကိုပဲအခြေခံပြီးတော့ဒေါသဟာဖြစ်တာပဲနော်ဒေါသရဲ့သဘောလေးကိုဘုန်းတို့သေချာစဉ်းစားကြည့်လိုက်နော်အလိုမကျဘူးလို့သူကဒေါသရဲ့သဘောလေးကအလိုမကျဘူးအစာတဲကအလိုတွေသိမ့်များနေလို့ရှိရင်အလိုမကျမှုတွေဟာများလာတဲ့အကြောင်းရှိတယ်အစာတဲကအစာအလိုနည်းနေမယ်ဆိုရင်သူကအလိုမကျတဲ့အကြောင်းသိပြီးတော့မရှိဘူးလောဘနဲ့ဒေါသနဲ့ဟာအလွန်ကြီးကြီးမားမားဆက်သွယ်နေတယ်ဆိုတာမြင်တတ်ရမယ်ဟုတ်လားအလိုဆန္ဒများတဲ့လူတွေကများသောအားဖြင့်ဒေါသအာကြီးကြတာ။အောင်ဆိုသူတို့အလိုဆန္ဒတွေကအကုန်လုံးပဲပြည်နိုင်မှာတော့ဟုတ်လားဟိုဟာဖြစ်ခြင်းဒီဟာဖြစ်ခြင်းဟိုဟာရခြင်းဒီဟာရခြင်းဒီလိုလူတွေကစိတ်တိုင်းမကြမှုတွေပို့ပြီးတော့များလာမယ်။တဖုံးပြောနေတဲ့စကားလေးကိုကွင်းဆက်ကလေးမပြတ်စေနဲ့။ကိုယ့်ရဲ့စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်မြတ်စွာဘုရားဆွေးဆွေးမြဲမြဲလေ့ကျင့်ရမယ်လို့တိုက်တွန်းခဲ့တာ။အဲ့တော့စိတ်နှလုံးကိုငြိမ်းအေးခြင်းတယ်ဆိုရင်ဘယ်လိုလုပ်မလို့မငြိမ်းစေမအေးတွေသောအကြောင်းတရားတွေကိုဖယ်ရှားလိုက်ရင်စိတ်နှလုံးဟာငြိမ်းအေးသွားမှာပဲ။အဲ့တော့စိတ်နှလုံးဘာကြောင့်မငြိမ်းအေးနေတာတော့မငြိမ်းသေးမအေးသေးတဲ့အကြောင်းတရားဘာတော့ဆိုရင်အကြံပြင်းရေဘူးကတော့ဒေါသပဲဟုတ်လားစိတ်တိုင်းမကြမှုဒေါသအဲ့ဒီဒေါသကိုဘာကြောင့်ဖြစ်တုံးအခုပြောနေတယ်ရေဘူးရာအဖြစ်ဒေါသဟာလောဘကြောင့်ဖြစ်တယ်လူချင်းမမောမှုပေါ့နော်အဲ့လိုဆိုရင်အဲ့ဒီလောဘရောဘာကြောင့်ဖြစ်တုံးနည်းနည်းလေးခွင်းဆက်လေးတစ်ခုထပ်လိုက်အောင်ရေဘူးရာအဖြစ်လောဘဟာမောဟကြောင့်ဖြစ်တယ်မောဟဆိုတာဘဝအကြောင်းအမှန်မသိတာပဲဘဝရဲ့ဖြစ်နေတဲ့အနေအထားတွေကိုမှန်မှန်ကန်ကန်မသိတာပဲဘောကအိဋ္ဌဒုက္ခအနတ္တဖြစ်တယ်ဒုက္ခသစ္စာဖြစ်တယ်ဘဝရဲ့သဘောကဒါပဲအဲ့ဒီဥစ္စာကိုဘုန်းတော်မှန်မှန်ကန်ကန်မသိတဲ့အခါကျတော့ဘဝကိုမကောင်းမှမသိတဲ့အခါကျတော့ကောင်းလိမ့်နိုးနဲ့မျှော်ကိုးကြတာဘဝကဒုက္ခသဘောကြီးပဲဒါဘလို့မှဘလို့အကြောင်းတရားနဲ့မှတကယ်နဲ့ပြင်လို့ရှင်လို့ရနိုင်တဲ့အနေအထားမရှိဘူးရုပ်တည်နေဖြစ်နေတယ်ဆိုတာဒုက္ခတွေဖြစ်နေတာတကယ်ကအဲ့ဒီအမှန်တရားကိုခုံဘုန်းတို့ကောင်းကောင်းသိလို့ရှိရင်လူချင်းမှုဟာနဲကိုနဲဟုတ်လားအခုကဘုံဘုံတော့ဒုက္ခကိုမသိတဲ့အခါကျတော့ဒီဒုက္ခရဲ့ပုံမှာနော်ကောင်းလိမ့်နိုးနဲ့နော်ပြင်ဆင်ခြင်းတဲ့အပိုင်းတွေရှိတယ်လူလားတောင့်တတာတွေရှိတယ်ဘဝထဲမှာကောင်းမယ်ထင်တဲ့အရာရှိတယ်လို့ထင်နေတာမောဟပဲတကယ်ကဟုတ်လားကောင်းမယ်ထင်တဲ့အရာရှိတယ်ထင်လို့လောဘဖြစ်တာဒါနဲ့လေးဘုံကတရားအစမှာပြောကြည့်တာဟုတ်လားအဲ့လိုဆိုလို့ရှိရင်မောဟသူ့ကြောင့်လောဘအဲ့ဒါကြောင့်ဒေါသစာတွေကတော့ဘုရားဘယ်လိုလေးဟောတော့လောဘဒေါသမောဟလို့အစဉ်တိုင်းလေးကတော့အဲ့လိုလေးဟောတယ်ဒါပေမဲ့ရေဘူးရတကယ်ဖြစ်စဉ်ကဘယ်သူကအခြေခံနေအောင်ဆိုမောဟအခြေခံတယ်နော်ခန္ဓာအကြောင်းဘဝအကြောင်းလောကရဲ့အကြောင်းအမှန်မသိမှုဆင်းရဲတွေလို့အမှန်မသိတဲ့အခါကျတော့ဒါရဲ့ပုံမှာလူချင်းမှုရချင်းမှုရွှဲလန်းမှုမမောမှုအများကြီးပွားလာ
အဲ့ဒါတွေပွားလာတဲ့အခါကျတော့အဲ့ဒါတွေအလိုမပြေတိုင်းမပြေတိုင်းမကျေနပ်မှုစိတ်တိုင်းမကြမှုဒေါသတွေကလည်းပွားလာတယ်အဲ့ဒီဒေါသဖြစ်မှာပဲဘုန်းဘုန်းတို့ရဲ့ဘဝမငြိမ်းအေးပါလားလို့နားလေကြတယ်များသောအားဖြင့်ဟုတ်လားအဲ့တော့ဒီဒေါသရဲ့နောက်ွယ်ကနေပြီးတော့ဒေါသဖြစ်အောင်မိထိုးပေးနေတဲ့အရာဘာလဲလို့မင်းလောဘနဲ့မောဟပဲဟုတ်လားအဲ့လို့ဆိုရင်ဘုန်းတို့မူရင်းစကားလေးပြန်ကောက်ကြည့်အောင်နောက်ငြိမ်းအေးဖို့အတွက်ဆွဆွမြဲမြဲလေ့ကျင့်ကြလို့ဘုရားတိုက်တွန်းတယ်လူတိုင်းလဲကိုယ်စိတ်နှလုံးကိုငြိမ်းကျင်ကြတယ်အေးကျင်ကြတယ်ဟုတ်လားအဲ့လိုငြိမ်းအေးဖို့ကြိုးစားမယ်ဆိုရင်ဘာလို့ရမှာတော့မငြိမ်းသေးမအေးသေးသောအရာတွေကိုဖယ်ရှားရအဲ့တော့မငြိမ်းသေးမအေးသေးသောအရာတွေကအကျဉ်းများဖြင့်၃မျိုးတွေ့သွားပြီနော်ဘာနဲ့နော်လောဘရဲ့ဒေါသရဲ့မောဟရဲ့ဒီမှာဖြစ်စဉ်အတိုင်းလေးပြောမယ်ဆိုရင်တော့မောဟရဲ့လောဘရဲ့ဒေါသရဲ့ဒီလိုသွားတာဟုတ်လားအဲ့တော့အဲ့ဒီအကုသိုလ်တရားဒါအကုသိုလ်ပဲအကုသလမူလလို့ဘုရားဟောတာနော်အကုသိုလ်တရားကိုဖယ်ရှားခိုင်းတာပဲတကယ်ကအကုသိုလ်ကိုဖယ်ရှားလိုက်လို့ရှိရင်အကုသိုလ်ကြောင့်ဖြစ်မဲ့ပူမှုလောင်မှုမငြိမ်းမှုမအေးမှုတွေကအကုန်လုံးငြိမ်းသွားမှာပဲအဲ့လို့ရှိရင်ဒီလောဘဒေါသမောဟကိုဖယ်ဖို့အတွက်ဘုန်းတော်ကဘယ်လိုဖယ်ရမှာတော့ဆိုရင်ကုသိုလ်ဖြစ်အောင်လုပ်ဖို့ပဲနားလေးကတ်နေတယ်ဒါလေးကိုဘုန်းဘုန်းကလက်တွေ့လေးနားလည်စေခြင်းဟုတ်လားအခုလောဘဒေါသမောဟဆိုတဲ့အကုသလမူလတရားကြောင့်စိတ်ပူရတယ်ဆင်းရဲရတယ်ဆိုတဲ့အထိလက်ခံတယ်နော်အဲ့လို့ဆိုရင်အဲ့ဒီအကုသလမူလတရားတွေကိုဖယ်ဖို့အတွက်ဘုန်းဘုန်းတို့ဘယ်လိုဖယ်ရမှာတော့လို့မေးရင်ကုသိုလ်ဖြစ်အောင်လုပ်ဖို့ပဲနော်တခါခဏကုသိုလ်ဖြစ်အောင်လုပ်ရမယ်ဟုတ်လားကုသိုလ်စိတ်ကလေးဖြစ်အောင်လုပ်ရကုသိုလ်စိတ်ကလေးဖြစ်အောင်လုပ်လို့ရှိရင် automatic အလိုလျောက်ခုနလောဘဒေါသမောဟကိုဖယ်ပြီးသားဖြစ်သွားတယ်အကုသိုလ်ကိုဖယ်တယ်ဆိုတာဘယ်သူကဖယ်တာတော့လို့မေးရင်ကုသိုလ်ကဖယ်တာနော်ကုသိုလ်ကအကုသိုလ်ကိုပယ်တတ်တဲ့သဘောရှိတယ်မပယ်တတ်နိုင်သေးခင်မှာလည်းပဲအားနေအောင်ဖယ်ရှားအောင်လုပ်နိုင်တဲ့အစွမ်းသူ့မှာရှိတယ်ဆိုရပါစို့ဘုန်းတို့မေတ္တာလေးပွားနေမယ်ဟုတ်လားဓမ္မမို့မြတ်စွာဘုရားရဲ့ဂုဏ်တော်လေးကိုအာယုံပြုမယ်ဒါပါတော့ကုသိုလ်ဖြစ်အောင်လုပ်တာအဲ့ဒီအချိန်မှာလောဘဒေါသမောဟရှိမလားမရှိဘူးဟုတ်လားဒါကဘုန်းဘုန်းကပေါ်လွင်ထင်ရှားတဲ့အရာလေးကိုပြောတာနော်အဲ့ဒါဘာလို့ဆိုကောင်းတဲ့အာယုံကိုဘုန်းတို့အာယုံပြုလိုက်တာပေါ့နော်မေတ္တာထားတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုစဉ်းစားတယ်နော်တရားဒေသနာဖတ်ရှုတယ်ဒါမှမဟုတ်တရားနာတယ်အဲ့ဒီအချိန်မှာကောင်းတဲ့စိတ်ကလေးတွေဖြစ်နေတယ်တပြိုင်တည်းမကောင်းတဲ့စိတ်တွေကိုဘာလို့ပြီးသားဖြစ်သွားတော့ဖယ်ပြီးသားဖြစ်သွားတယ်အဲ့ဒီမှာကုသိုလ်ဖြစ်အောင်လုပ်တဲ့နေရာမှာနော်အလွန်ကိုအရေးပါတဲ့လုံနည်းပေါ့အလွန်ပြည့်စုံတဲ့အချိန်တိုင်းလှုပ်နိုင်တဲ့လှုပ်လို့ရတဲ့နီလန်းအကောင်းမွန်ဆုံးနီလန်းဘာလဲလို့မင်းမဟာသတိပဋ္ဌာန်သုတ်တံမှာရသော်ဘုရားသင်ပေးထားတဲ့သတိပဋ္ဌာန်တရားရှုမှတ်နေပဲကိုယ်ခန္ဓာမှာဘာဖြစ်နေလဲဆိုတာလေးကိုသတိလေးထားနေသတိထားတိုင်းသူကကောင်းမြတ်တဲ့စိတ်ဖြစ်တယ်သူကဒီဟာရဲ့ပုံမှာအမှန်သိနေတယ်အမှန်သိနေလို့စောစောတုန်းကမောဟတရားမဖြစ်ဘူးနော်အမှန်သိတဲ့အတွက်ကြောင့်လိုချင်မမောမှုလောဘတရားလည်းမဖြစ်ဘူးမကျေနပ်မှုလည်းပဲမဖြစ်ဘူးသူကအဲ့တော့သတိတစ်ချက်ထားလိုက်တိုင်းဘုန်းတို့ရဲ့နော်စိတ်ကိုပူလောင်ပင်ပန်းအောင်ရှုမြိုက်တဲ့လောဘဒေါသမောဟကိလေသာတရားဟာဘာဖြစ်သွားတာတော့ဖယ်ရှားပြီးသားဖြစ်တယ်ပေါ့နီလန်းတွေကတော့အများကြီးဘုန်းတို့အသုံးပြုလို့ရတယ်ဟုတ်လားအဲ့ဒါတွေကိုအကုန်လုံးနှစ်ချုပ်လိုက်မယ်ဆိုရင်အကုသိုလ်ကိုဖယ်တယ်ဆိုတာဘာလို့တာတော့လို့မင်းကုသိုလ်ဖြစ်အောင်လုပ်နေတာကိုပြောတာကုသိုလ်လုပ်နေတာကိုပြောတာဆိုရတော့လှူဒန်းနေတဲ့အခိုက်အတန့်မှာလည်းပဲလောဘဒေါသမောဟမဖြစ်ဘူးနော်ဒါလည်းနားလည်ဖို့လိုတယ်ဟုတ်လားကိုယ်တီလာလေးကိုပြန်ဆင်ကျင်တဲ့အချိန်လဲလောဘဒေါသမောဟမဖြစ်ဘူးဒါပတိအပြည့်စုံဆုံးနဲ့အချိန်တိုင်းလှုပ်လို့ရတဲ့ကုသိုလ်ဖြစ်အောင်လှုပ်လို့ရတဲ့နီးဟာဘာလဲလို့မေးရင်မဟာသတိပဋ္ဌာန်သုတ်တံမှာလာတဲ့နီးပဲအဲ့ဒီဥစ္စာကိုတော့ဘုန်းတို့ကပိုင်တိုင်းကိုနားလည်ထားမယ်ဒါကြောင့်မြတ်စွာဘုရားကုသိုလ်လို့မှန်ကန်ကောင်းမွန်ပြောကျင်တယ်ဆိုရင်သတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောတာဟုတ်လားအဲ့တော့ကိုယ်စိတ်နှလုံးကိုငြိမ်းအေးကျင်တယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်လုပ်ဖို့ပဲကုသိုလ်ဖြစ်အောင်လုပ်လိုက်တာနဲ့တစ်ဖက်ကစိတ်ကိုပူလောင်ပင်မအောင်လုပ်တဲ့အကုသိုလ်ကိုပယ်ပြီးသားဖြစ်ပြီးတော့မငြိမ်းမအေးသေးတဲ့အရာတွေမရှိတဲ့အတွက်ကြောင့်စိတ်ကလေးကပဲဖြစ်တော့ငြိမ်းအေးသွားတယ်အဲ့ဒါလို့လုပ်နေတာကိုအဲ့ဒါဝရိယလို့ခေါ်တာနော်ခုနတော့မြတ်စွာဘုရားငြိမ်းအေးဖို့အတွက်ဆွဆွမြဲမြဲလုပ်ကြဆိုဆွဆွမြဲမြဲဆိုတာဝရိယကိုရည်ရွယ်တာလို့ပြောလို့မရဘူးလားရတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုငြိမ်းအေးဖို့အတွက်ဘုန်းတို့ကအမြဲတမ်းကုသိုလ်စိတ်ကလေးဖြစ်အောင်နော်တနည်းမဟုတ်တနည်းနဲ့လုံနေဖို့လိုတယ်ဘုရားတက်ချင်းတက်မယ်ပေးရုပ်ချင်းရုပ်မယ်အတန်းရုပ်ချင်းရုပ်မယ်ဟုတ်လားအဲ့ဒီချိန်မှာလည်းပဲစိတ်ကလေးဒီထဲနှစ်ပြီးတော့လှုပ်ဖို့လိုမယ်နော်ဒါမှမဟုတ်မြတ်စွာဘုရားရဲ့ဂုဏ်တော်လေးကိုလေးနဲ့ဆင်ခြင်ပြီးတော့ပွားများနေရင်နေမယ်ဒါမှမဟုတ်တတ္တဝါအနန္တရဲ့ပုံမှာမေတ္တာပွားရင်ပွားမယ်ဒါမှမဟုတ်စာမေမွေးခြင်းခြေသီးလက်သီး32ခုထာသဆင်ခြင်မယ်ဒါကြောင့်သတိပဋ္ဌာန်တွေကိုအကျုံးဝင်သွားပြီနော်နောက်ဆုံးအမြဲတမ်းမပြင်းမရိနော်လှုပ်ပြီးတော့နေနိုင်တာကဘာလို့ဆိုဝင်လေထွက်လေမှတ်မယ်
ခန္ဓာကိုယ်မှာထင်ရှားတာကိုမှတ်မယ်ဘာစိတ်တွေဖြစ်နေလဲဆို